fishermen trying to get the attention of the dolphins in various ways. တငါတွေကဒီလင်းပိုင်တွေအာရုံစိုက်ခြင်းခံရဖို့အတွက်နီးမျိုးစုံနဲ့လုပ်လေးရှိတယ်တဲ့ဘယ်လိုလုပ်တော့ဆို by striking the sides of their boats with their wooden stick by splashing the surface of the water with their oars and by giving their nets safari rabbit tags တော့သူတို့က by striking သူတို့ရဲ့လှေနေရန်ရိုက်ခတ်ခြင်းအပြင်သူတို့ရဲ့ဒီရေလှော်တက်တွေနဲ့ရိုက်ခတ်ခြင်းအပြင်ဒါမှမဟုတ်လို့ရှိရင်ရေမျက်နှာပြင်ကိုလက်နဲ့အဲ့လိုပေါ့ရိုက်ခတ်ခြင်းအပြင်အဲ့လိုပေါ့ခေါ်လေးရှိတယ်တဲ့ Irrawaddy dolphins are now on the verge of extinction. They are listed as a critically endangered species. အခုချိန်မှာဆိုရင်တဲ့ Irrawaddy လင်းပိုင်တွေကမျိုးတုံးလုံးနီးပါးအခြေအနေမှာရှိနေပါတယ်တဲ့ They are list သူတို့ကစင်းရင်သွင်းခြင်းခံရတာဒီမကြခင်မှာမျိုးတုံးပြောက်ွယ်လို့နီးပါးဖြစ်နေပြီဖြစ်တဲ့စည်ရင်းထဲမှာသူတို့ကထည့်သွင်းခြင်းခံရတာတဲ့ That is it may no longer exist in the future as the dolphins population declines year by year အဲ့ဒါကဘာလို့ဆိုလို့လဲthat is ဆိုအဲ့ဒါဘာလို့ဆိုလို့လဲဆိုလို့ရှိရင်သူတို့ကဒီလင်းပိုင်တွေကအနာဂတ်မှာအလင်းပိုင်တွေမရှိနိုင်တော့ဘူးပေါ့သူတို့ကကြာမနေရတော့တော့ဘူးတဲ့ဘာလို့လဲဆိုတော့တစ်နှစ်ပြီးတစ်နှစ်ဒီလင်းပိုင်ရဲ့အကောင်အရှိအတွက်တွေကျဆင်းလာတယ်တဲ့ declines year by year they often get entangled in the fishing nets and they also die as a result of electrofishing and the use of gainers and explosives သူတို့ကဘာလို့တုံးဆိုတော့ဒီငါးဖမ်းပိုက်ကွန်နေနဲ့ဖမ်းတာပေါ့ဖမ်းတဲ့အခါမှာဘယ်လိုပြောမှာဒီငါးဖမ်းပိုက်ကွန်နေနဲ့ညှိတယ်ပေါ့ညှိပြီးတော့တေးဆုံးကုန်ကြတယ်တဲ့ as a result of electrofishing ဒီလျှက်စစ် short တိုက်လျှက်စစ်တွေနဲ့ short တိုက်ပြီးငါးဖမ်းတဲ့အကျိုးရလက်တွေပြီးတော့မျောပိုက်တွေနဲ့ဒီဘုံတွေဖောက်ခွဲပြီးငါးဖမ်းခြင်းအကျိုးရလက်အနေနဲ့သူတို့တွေကတဲ့တေးဆုံးကုန်ကြတယ်တဲ့ Now in Myanmar the dolphins are under protection အခုမြန်မာနိုင်ငံမှာဆိုရင်တဲ့လင်းပိုင်တွေကအကာအကွယ်အောက်မှာရှိနေပါပြီတဲ့ဘယ်လိုတုံးဆိုတော့သူတို့ကတဘာဝဘေးမဲ့စကန်တွေမှာပေါ့အဲ့လိုစကန်တွေမှာမွေးမြူနေကြပြီတဲ့ The region in the Irrawaddy River between Mekong and